ကိုရိုင်းသုံးဆွဲခဲ့သူကတောင်းပန်ခဲ့ပေမဲ့လည်းပဲငင်းခုန်မှုတွေကတော့ရပ်တန့်သွားခြင်းမရှိခဲ့ပါဘူးအကြောင်းရင်းကတော့တလိုင်းဆိုတဲ့အသုံးနှုန်းပြဿနာကမြမသမိုင်းနဲ့လူမျိုးရေးနောက်ခံရအင်တန်မှနှဆိုင်မိအငင်းပွားပွဲဖြစ်နေလို့ပါအားလုံးပဲမင်္ဂလာပါအကိုရင်ဒီရှီရဲ့သမိုင်းဆိုင်ရာမျှဝေခြင်း podcast ရဲ့ episode 3ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကလောင်ရှင် CM ရဲ့တလိုင်းဟူသောအသုံးနှုန်းနဲ့ယဉ်ကျေးမှုဆိုင်ရာလူမျိုးကြီးဝါဒီဆိုတဲ့စောင့်ပါကို podcast အတွင်းပြန်လည်တင်ဆက်သွားမှာဖြစ်ပါတယ်ဧပြီလထဲမှာလူမှုကွန်ရက်မှာနာမည်ကြီးခဲ့တဲ့လူမျိုးကြီးဝါဒဆိုင်ရာပြဿနာတစ်ခုကိုဆွေးနွေးလိုပါတယ်အောင်စပူဇက်တပင်ကပြုလုပ်ခဲ့တဲ့ဇပွဲတစ်ခုထဲမှာလူရှင်တော်စမ်းပွင့်ဆိုသူကမွန်တလိုင်းဆိုတဲ့အသုံးနှုန်းကိုအသုံးပြုခဲ့ပါတယ်အဲဒီကတစ်ဆင့်မွန်လူမျိုးတွေနဲ့တခြားသောလူမျိုးတွေကြားမှာသုံးနှုန်းဆိုင်ရာအခြေတင်ငင်းခုန်ခြင်းတွေကိုလူမှုကွန်ရက်မှာခက်စိတ်စိတ်မြင်လာရပါတယ်ပုံမပြင်းထန်လာတဲ့အငင်းပွားမှုတွေကြောင့်ပြက်လုံးကိုအသုံးပြုခဲ့တဲ့လူရှင်တော်ကိုယ်တိုင်ကဆယ်လီကဘာဆိုတဲ့မီဒီယာမှာအဆိုပါစကားလုံးရဲ့အဓိပ္ပာယ်ကိုမသိခဲ့တာကြောင့်အသုံးပြုခဲ့ကြောင်းတောင်းပန်ခဲ့ပါတယ်။ကိုယ်တိုင်သုံးဆွဲခဲ့သူကတောင်းပန်ခဲ့ပေမဲ့လည်းပဲငင်းခုန်မှုတွေကတော့ရပ်တန့်သွားခြင်းမရှိခဲ့ပါဘူး။အကြောင်းရင်းကတော့တလိုင်းဆိုတဲ့အသုံးနှုန်းပြဿနာကမြမသမိုင်းနဲ့လူမျိုးရေးနောက်ခံရအင်တန်မှနှဆိုင်မိအငင်းပွားပွဲဖြစ်နေလို့ပါ။အဓိကပြဿနာကဘာသာစကားဆိုင်ရာမှန်ကန်မှုဆိုတာထက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့လေးစားမှုဖြစ်ပါတယ်။တလိုင်းဆိုတာကအိန္ဒိယတောင်ပိုင်းတေလင်္ဂနာဒေသကဆင်းသက်လာခဲ့တာလို့ယူဆကြပါတယ်။အိန္ဒိယလူမျိုးတွေကမြန်မာနိုင်ငံအောက်ပိုင်းယာမညဒေသကိုကူတန်ရောင်းဝယ်ရေးနဲ့သာသနာပြုဖို့ရောက်ရှိလာတာကိုအစွဲပြုပြီးတော့မော်လူမျိုးတွေကိုတလိုင်းလို့ခေါ်ဝေါ်လာခြင်းလို့ဆိုကြပါတယ်။မော်လူမျိုးများစုအနေနဲ့တလိုင်းဆိုတဲ့အသုံးနှုန်းကဘရင်အောင်လက်ထက်ကစတင်ပြီးတော့ရှင်းမြန်မာမင်းတွေလက်ထက်မှာမော်လူမျိုးတွေကိုစော်ကားဖို့ရည်ရွယ်ချက်နဲ့နှိမ်တဲ့အခေါ်အဝေါ်ဖြစ်တယ်လို့ခံယူကြပါတယ်။ဗမာလူမျိုးတွေကမော်လူမျိုးတွေကိုကုန်းမောင်ခေတ်နဲ့အင်္ဂလိပ်ခေတ်အထိတလိုင်းလို့သုံးနှုန်းခဲ့ကြပေမဲ့လည်းအင်္ဂလိပ်ခေတ်ကစတင်ပြီးနောက်ပိုင်းမှာမော်လူမျိုးတွေရဲ့ဆန္ဒနဲ့သမိုင်းချက်လက်မှန်ကန်စေရေးအတွက်မော်လို့ပဲပြောင်းလဲခေါ်ဆိုဖို့ကိုတရားဝင်ပြဋ္ဌာန်းခဲ့ပါတယ်။ရှေးဟောင်းရာဇဝင်တွေကိုကိုးကားပြီးတော့တလိုင်းဆိုတဲ့အခေါ်အဝေါ်ကမှန်ကန်ကြောင်းဆိုအတင်းညင်းဆိုတာကယဉ်ကျေးမှုဆိုင်ရာလူမျိုးကြီးဝါဒီလို့ခေါ်တဲ့ cultural chauvinism ရဲ့အပြားရုပ်တစ်ခုဖြစ်ပါတယ်။အခြားလူမျိုးတစ်ခုရဲ့ခံစားချက်နဲ့တောင်းဆိုမှုတွေကိုလှစ်လူရှုပြီးတော့ကိုရီလက်ခံထားတဲ့အယူအဆကမှန်ကန်တယ်လို့ဆိုတာကတခြားသူတွေပေါ်ထက်စီးဆန်တဲ့သဘောထားကိုဖော်ပြနေတာဖြစ်ပါတယ်။ Fracka 2007ရဲ့အသိပညာဆိုင်ရာမတရားမှုလို့ခေါ်တဲ့ epistemic injustice အယူအဆနဲ့ဥပမာဆိုမယ်ဆိုရင်မော်လူမျိုးတွေကတလိုင်းဆိုတဲ့ဝေါ်ဟာရကနာကျင်နှိမ်ချစီလိုတဲ့သဘောဖြစ်တယ်လို့ဖော်ထုတ်ပြောဆိုတာကလူမှုဘဝအတွေ့အကြုံရအမှန်တရားဖြစ်ပါတယ်။ဒါပေမဲ့လည်းပဲအဲ့ဒီအမှန်တရားကိုလက်မခံမဲနဲ့ကိုရီသိမြင်လက်ခံထားမှုအတိုင်းသာပြောဆိုဆက်ဆံတာကအသိပညာဆိုင်ရာမတရားမှုကိုကျူးလွန်တာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်တွေကလူမျိုးစုချင်းချင်းကြားမှာယုံကြည်မှုနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။လူမျိုးတစ်မျိုးကသူတို့ကိုခေါ်ရတဲ့အမည်တစ်ခုကိုနှိမ်ချတယ်လို့သတ်မှတ်ရင်အဲ့ဒီအမည်ကစာပေရဘလောက်ပဲခိုင်မာတယ်လို့ဆိုစီကမှုဆက်လက်အသုံးမပြုသင့်တော့ပါဘူး။တနိုင်ငံထဲမှာနေတဲ့လူမျိုးစုတွေကြားမှာဒန်းတူညီမျှမှုနဲ့ဂုဏ်သိက္ခာကိုရှေ့ရှုခြင်းရင်အငင်းပွားပွဲသုံးနှုန်းတွေကိုရှောင်ကျဉ်ပြီးတော့အဆိုပါလူမျိုးစုကိုယ်တိုင်လက်ခံအသိမှတ်ပြုတဲ့မောဆိုတဲ့အမည်ကိုသာတုံးဆွဲတာကလူမှုကျင့်ဝတ်ရမှန်ကန်တာလေးစားမှုရှိတာဖြစ်ပါတယ်။စကလုံးတစ်လုံးရဲ့အနက်အဓိပ္ပာယ်ကိုအတိအကျမသိနိုင်ပေမဲ့လည်းပဲကာယကံရှင်တွေကမနစ်သက်ကြောင်းသိရှိမယ်ဆိုရင်မသုံးနှုန်းတာမရေးသားတာကရှင်ကျေးတဲ့လူတွေရဲ့ကျင့်ဝတ်လည်းဖြစ်ပါတယ်။ငါတို့ကတော့ဒီလိုပဲခေါ်မယ်ဒါမှမဟုတ်ဒီအမည်ကတမိုင်းရမှန်တယ်စသဖြင့်ဇိုအတင်းသုံးဆွဲတာကတခြားလူမျိုးရဲ့ဂုဏ်သိက္ခာထက်မိမိရဲ့အယူအဆကိုရှေ့တန်းတင်တဲ့ chauvinistic attitude ဆိုတဲ့လူမျိုးကြီးဝါဒီတသက်တာဖြစ်ပါတယ်။မိမိတို့ကိုယ်တိုင်မနစ်သက်တဲ့အမည်နဲ့တခြားသူတွေကခေါ်ဝေါ်တာကိုမလိုလားသလိုမျိုးအခြားလူမျိုးစုတွေရဲ့ဆန္ဒကိုလေးစားမှသာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့အပြန်အလှန်လေးစားမှုရှိတဲ့အပြုအမူပဲဖြစ်ပါတယ်။ဒီဆောင်ပါကိုဆယ်လီကဘာ Mon Traditional Literature Page Miranda Fricka ရဲ့ Epistemic Injustice Power and the Act of Knowing စတဲ့စာတမ်းတွေချက်လက်တွေကနေတစ်ဆင့်ကိုကရေးသားထားပါတယ်။ယခုဆောင်ပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ထပ်မံဖြည့်ဆွတ်ချင်တာပဲဖြစ်ဖြစ်၊ကွဲပြားတဲ့အမြင်ရှိရင်လည်းဖြစ်ဖြစ် comment မှာဆွေးနွေးသွားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။လူမျိုးကြီးဝါဒကိုလည်းအကိုရင်ဒီရှိတဲ့နဲ့ဒီဆက်လက်တိုက်ခတ်သွားဖို့ဖိတ်ခေါ်ပြရစီပါ။ကျွန်မတင်ဆက်သူရေးဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။